Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ VM Game Shop ရဲ့ admin ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ပြပေးသွားမှာကgame တွေမှာ event တွေလာလို့ရှိရင် diamond တွေ UC တွေကိုဆယ်လာစီမှာသွားပြီးတော့ bank တွေစောင့်စရာမလိုဘူးသူတို့စာပြင်တာတွေစောင့်စရာမလိုဘဲနဲ့ကိုယ်တိုင်ဘယ်လိုဝယ်ရမလဲဆိုတော့ကျွန်တော်ပြပေးသွားမှာပါအရင်ဆုံးကိုယ့်ရဲ့ Chrome ဖြစ်ဖြစ် Google ဖြစ်ဖြစ်iOS မှာဆိုရင်တော့ Safari အဲ့အရာကိုသုံးပြီးတော့တစ်ချက်ဝင်လိုက်ပါဝယ်ပြီးလို့ရှိရင်ဒီမှာရိုက်ရှာမှာက way ရန်ပြီးရင် dot ပြီးရင် mini app ပြီးရင် .zone ဆိုပြီးရရလိုက်ပါအဲ့ဆိုရင်တော့ဒီလိုမျိုးလေးပေါ်လာမှာပါပေါ်လာလို့ရှိရင်တန်းဝင်လို့တော့မရသေးပါဘူးအရင်ဆုံးအကောင့်လေးရင်ဖွင့်ရပါမယ်အကောင့်ရင်ဖွင့်ဖို့အတွက်ဒီအပေါ်ဆုံးမှာရှိတဲ့ register ဆိုတဲ့နေရာလေးတွားလိုက်ပါဒီမှာကိုယ့်ရဲ့နာမည်ထည့်မယ်ပြီးရင်ဖုန်းနံပါတ်ထည့်မယ်ပြီးရင် password ထည့်မယ်ဒီအောက်မှာလည်းအပေါ်ကထည့်လိုက် password ပြန်ထည့်မယ်ကျွန်တော်အဲ့ဒါတစ်ချက်ပြန်ထည့်ပြပါမယ်ကျွန်တော်ခုနကအကောင့်ဖွင့်မှုမလို့ဒီ website တွေကိုတန်းရရောက်လာတာပေါ့နော် website တွေရောက်လာလို့ရှိရင်ကိုက diamond နဲ့ UC တွေဝယ်ဖို့အတွက်ကိုယ့်ရဲ့အကောင့်တွေမှာပတ်စံရှိဖို့လိုပါတယ်အဲဒါကြောင့်ဒီအောက်ကငွေဖြည့်မိဆိုတာလေးကိုနှိပ်ပါနှိပ်ပေါ်လို့ရှိရင်ဒီမှာပေးထားတဲ့နံပါတ်လေးကို copy ပြီးတော့ငွေလွှဲပေါ်လို့ရှိရင်ဒီနေရာမှာငွေလေးပြစာလေးထည့်ပြီးတော့ဝယ်မျိုးနှိပ်လိုက်လို့ရှိရင်15မိနစ်အတွင်းကိုယ့်ရဲ့အကောင့်တွေကိုငွေရောက်လာလိမ့်မယ်ပေါ့နော်ပြီးလို့ရှိရင်ပြန်ထွက်လိုက်ပါကိုထည့်ခြင်းတဲ့ gain တစ်ခုကိုယူလိုက်ပါကျွန်တော်တော့အစမ်းအနေနဲ့ဒီ mobile လေးချက်ပဲရွေးပြလိုက်မယ်နော်ပြီးလို့ရှိရင်ဒီမှာကိုဝယ်ခြင်းတဲ့ product တစ်ခုကိုရွေးကိုရဲ့ ID ထည့်မယ်ဒါဆိုရင်ကျွန်တော် ID ထည့်ပါလို့ရှိရင်ဒီအောက်မှာအချက်လမ်းမှန်ကန်မှာဆိုရဲဘေးနားလေးမှာအမှန်ကြီးလေးချစ်ပြလိုက်ပါအဲ့ဒါဆိုရင်ဒီအပေါ် ID ထည့်တာမှန်နေဆိုလို့ရှိရင်အောက်မှာကိုယ့်ရဲ့နာမည်ပေါ်လာမယ်ပေါ့နော်ကျွန်တော်ခုနကဒီထဲမှာငွေဖြည့်တာဖြစ်တဲ့အတွက်ဒီဝယ်လို့ရှိရင်ဘယ်လောက်ကြာမလဲဆိုတာကျွန်တော်ပြပါမယ်အလွန်ဆုံးကြာဒီက5စက္ကန့်လောက်ပဲကြာမှာပါဒီဝယ်မီလေးတင်လိုက်ပါမယ်ဒါဆိုရင်တော့ကိုယ့်ရဲ့အကောင့်လေးကိုဖြည့်ပေါ်ပါပြီခုနကကျွန်တော်ပြောပြပေးခဲ့တာကကိုယ့်ရဲ့အကောင့်လေးကို diamond ဘယ်လိုထည့်ရမလဲဆိုတော့ကျွန်တော်ပြပေးခဲ့တယ်အခုကဒီ website ကြီးကိုဒီတိုင်းအမြင်နဲ့ရက်ရှာပြီးတော့သုံးစရာမလိုဘဲနဲ့ application တစ်ခုအနေနဲ့ကိုယ့်ရဲ့ဖုန်းလေးမှာထည့်ပြီးတော့ဘယ်လိုသုံးမလဲဆိုရင်တော့ဒီမှာ Android သုံးတဲ့သူကတော့ဒီဘက်ကိုနှိပ်ပြီးတော့ install ဆွဲလို့ရတယ် iOS သုံးတဲ့သူကတော့ဒီဘက်ကိုနှိပ်ပြီးတော့ install ဆွဲလို့ရပါတယ်ပြီးလို့ရှိရင်ကိုထည့်ရတဲ့ order တွေကိုဒီအောက်က order ဆိုတဲ့နေရာမှာတစ်ချက်ပြန်ကြည့်လို့ရပါတယ်ဒါတော့ကျွန်တော်ထည့်ထားတဲ့ order တွေပေါ့နော်ဒီက Spain Win ဆိုတာကdiamond တွေဝယ်တဲ့အခါမှာတိတ်ကလေးရလာမှာပါဒီ message နေရာမှာတော့ကိုဝယ်ယူထားတဲ့ item တွေဘာတွေဝယ်ယူထားတယ်ဆိုတာကြည့်လို့ရပါတယ်ဒီဘက်အကောင့်ဆိုတဲ့နေရာမှာကတော့ဒီမှာဆက်သွယ်လို့ရမယ့် Facebook တွေရှိမယ် Messenger ရှိမယ် Telegram channel ရှိမယ်ဒီ admin နဲ့ဆက်သွယ်လို့ရမယ့် information အစုံရှိရပါတော့ဒါဆိုရင်တော့တလာတွင်းဝယ်ယူထားတဲ့ top user ရပေါ့ဒီလောက်ဆိုရင်ကျွန်တော်ရဲ့ website လေးကိုနားလည်ကြမယ်ထင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်